အတန်းဖော်နှစ်ယောက်ရဲ့ခေါင်းဟာထူးဆန်းတဲ့တရဝါကြီးတစ်ခုနဲ့ရုတ်တရက်ဆက်သွယ်မိသွားပေမဲ့သူတို့ကတော့ဘာမှမထူးခြားသလိုပါပဲသူတို့ဟာပုံမှန်အတိုင်းပဲကျောင်းရဲ့မြေအောက်ခန်းထဲကိုတန်တန်မတ်မတ်လမ်းလျှောက်ဝင်သွားကြပါတယ်သူတို့အတန်းထဲကိုပြန်ရောက်လာတဲ့အခါမှာတော့နှစ်ယောက်စလုံးရဲ့မျက်နှာမှာထူးဆန်းတဲ့အပြုံးတစ်ခုရှိနေခဲ့ပါတယ်သူတို့ဘာဖြစ်ခဲ့တာလဲဆိုတာကိုသိနိုင်ဖို့အတွက်တဘာဝလွန်လောကကိုမြင်နိုင်စွမ်းရှိတဲ့ဆရာမတစ်ယောက်ဟာသူမရဲ့ဓာတ်ကိုထုတ်ပြီးမြေအောက်ခန်းစီကိုစီးကျနေတဲ့ထူးဆန်းတဲ့ဂျယ်လီလမ်းကြောင်းတိုင်းနောက်ယောင်ခံလိုက်သွားခဲ့ပါတယ်သူမတကားကိုဖွင့်လိုက်တာနဲ့တကူလုံးဂျယ်လီလိုမျိုးဖြစ်နေတဲ့မိစ္ဆာကောင်တွေမြေအောက်ခန်းတစ်ခုလုံးပြည့်နေနေတာကိုမြင်လိုက်ရပါတယ်သူမဟာတုံဆိုင်မနေပဲဓာတ်နဲ့တကောင်ပြီးတကောင်ခုတ်ပိုင်းပြီးအစိတ်စိတ်အမွားမွားဖြစ်သွားအောင်နှိမ်နှင်းပါတော့တယ်သူမတိုက်ခိုက်နေတော့မှပဲဆရာတယောက်ဟာမြေအောက်ခန်းထဲကိုတိတ်တဆိတ်ဝင်လာခဲ့ပါတယ်သူ့မျက်စိထဲမှာတော့အဲ့ဒီတတဝါတွေကိုမမြင်ရတဲ့အတွက်ဆရာမဟာဘာမှမရှိတဲ့လေထဲကိုယူသွတ်တလူမျိုးဓာတ်နဲ့လိုက်ရမ်းနေတယ်လို့ပဲထင်နေခဲ့တာပါဒီတတဝါတွေဟာတာမန်လူတွေအတွက်တော့မမြင်နိုင်တဲ့အကောင်တွေဖြစ်ပြီးဆရာမအန်နာတယောက်ပဲမြင်နိုင်တာဖြစ်ပါတယ်သူတို့မြေအောက်ခန်းထဲကိုပိုနဲ့တဲ့အထိဝင်သွားတဲ့အခါမှာတော့ထူးဆန်းတဲ့ကြောက်တုံးတစ်ခုကိုတွေ့လိုက်ရပါတယ်စိတ်ဝင်စားနေပဲအဲ့ဒီဆရာဟာကြောက်တုံးကိုကောက်ကင်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲအန်နာဟာကြောက်မက်ဖွယ်ကောင်းတဲ့လေပြင်းတစ်ခုနဲ့အတူလွတ်ထွက်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲတကြောင်လုံးမှာရှိတဲ့ကျောင်းသားတွေဟာလည်းအဲ့ဒီမိစ္ဆာပူးကတ်တာကိုခံလိုက်ရပါတယ်သူတို့ဟာအပြင်ကိုပြေးထွက်သွားကြပြီးခြံစည်းရိုးတွေကိုအယူတယောက်လိုမျိုးစတင်တက်နေကြပါတယ်အဲ့ဒီနောက်မှာတော့မြေကြီးဟာရုတ်တရက်အကွဲလာခဲ့ပါတယ်ကျောင်းဝင်းအလဲဘဟုမှာအေယာမမြေချင်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်ကျောင်းအောက်မှာရာစုနှစ်ပေါင်းများစွာပိတ်မိနေခဲ့တဲ့မိစ္ဆာကြီးဟာအခုဆိုရင်တော့နောက်ဆုံးမှာလွတ်မြောက်သွားခဲ့ပါပြီ